လူကောင်းကြိုက်တဲ့ခါကျရင်မယိုးပင်ကိုဒူးမှစီးပြီးအိပ်ပြီးကောင်းတယ်ကင်ဆာယောဂလက္ခဏာကိုကြုံတွေ့လိုက်ရပြီဆိုရင်ဆေးဥပိုးအရွက်ကိုပြုတ်တောက်ပြီးကောင်းတယ်အစာရင်ယောဂအနာဖြစ်တဲ့သူတွေအစာဆောင်ပတ်ကျဲလေးကိုစားပြီးရင်ကောင်းတယ်ကြီးပေါင်းဖြစ်တဲ့သူတွေဗန္ဒာယောဂကိုမီလီနဲ့မျှပြီးကပ်ပြီးရင်ကောင်းတယ်အရေပြားယောဂရရတဲ့ဝေဒနာကိုခံစားနေရရင်တင်မောမစလီရွက်နဲ့ပုတ်ပြီးရင်ကောင်းတယ်လက်ချောင်းဆက်ပြီးလေချင်းပြန်နေရင်ရဲရုပ်တီးကိုပြုတ်ပြီးတောက်ပြီးရင်ကောင်းတယ်အနာအမာရွတ်တွေဖြစ်နေရင်ကျိမှန်ရွတ်နဲ့ပုတ်တိုက်ပြီးပျောက်တယ်အသက်ဆူမောကပဲရင်ကျက်တယ်လို့ဖြစ်ပြီးအဆုတ်ကြောင့်ချောင်းဆိုးနေတယ်ဆိုတော့မိတ်ဆွေတွေအတွက်ကြောင်ဆေးပင်ကိုပြင်ဆက်ငါးပါးရအောင်ယူအမြင့်ကနေနှုတ်အဲ့ဒီဆေးပင်လေးကိုရေတလီတာထဲမှာထည့်ပြုတ်လို့ရတဲ့အရေလေးကိုပဲကျွန်တော်မိတ်ဆွေတရက်ကိုတစ်ခွက်ပုံမှန်လေးတောက်ပြီးမနေ့ပိုင်းအစာမစားခင်တောက်လဲရတယ်လို့အစာစားပြီးမှတောက်လဲရတယ်ဘာနာရင်ကျက်ဖြစ်တဲ့သူတွေအဆုတ်ကြောင့်ချောင်းအရန်ဆိုးနေတဲ့သူတွေနဲ့အဆုတ်အားမကောင်းတဲ့သူတွေအတွက်တတ်တာပြောက်ကင်းစေပါတယ်ကြောင်ဆေးပင်အသေးအားနေတဲ့သူတွေအတွက်ကောင်းတယ်ခန္ဓာကိုယ်နှုံးတာမျိုးဆိုရင်အသေးအားနေတာမျိုးတွေဖြစ်တတ်ပါတယ်မကြီးရွက်အခြေဟင်းချက်တာမျိုးတွေဟင်းကြိုကြိုတောက်တာတွေငန်းဟင်းနဲ့ထက်ချက်တာမျိုးတွေလောက်ကြတဲ့မိတ်ဆွေတွေအသေးအတွက်ကောင်းတယ်မကြီးရွက်သွေးတွင်းကိုလက်စတရောဓာတ်ကိုရှော့ချပေးနိုင်တာကြောင့်သွေးတို့သမားနဲ့စီးယူသမားတွေကောင်းတယ်အသေးအစီဖုံးတဲ့ဝေဒနာကိုလည်းတတ်တာပြောက်ကင်းစေတယ်မကြီးရွက်အနုကိုပုံမှန်လေးစားပေးပါအလုံးမဲ့ကြမ်းမှပျော်ရွှင်ပါစေဗျာတဏီကုံအာပုတ်စော်နန်တဲ့သူတွေချွေးနဲ့နန်တဲ့သူဂျိုင်းချွေးနဲ့နန်တဲ့သူတွေစိလိတ်တောက်တာများလို့ခန္ဓာကိုယ်အနံ့နန်တဲ့သူတွေအတွက်အရန်ကောင်းတဲ့ပြုလုပ်တဲ့နီလာလေးကလွယ်လွယ်လေးပဲကျွန်တော်မိတ်ဆွေတွေရှောက်နုတီကိုလူတိုင်းသိပါတယ်ရှောက်နုတီကိုနှစ်ချမ်းပဲ600မီလီလစ်ရေတန့်ဘူးတဘူးထဲကိုကျွန်တော်မိတ်ဆွေတစ်လုံးလုံးညှစ်ထည့်လိုက်ရေခဲတစ်တာတဲ့ထည့်ပြီးမနေ့တိုင်းမှာတမနက်ကိုတဘူးပဲကျွန်တော်မိတ်ဆွေတို့ပုံမှန်လေးတောက်ပြီးတပတ်ပြည့်ရင်ပျောက်ပြီးချောင်းဆိုးရင်ကျဖြစ်နေတဲ့သူတွေအတွက်ပူစီနံရွက်စားပြီးတုတ်စားရင်ပိုကောင်းတဲ့ပူစီနံတစ်စည်းကိုကျက်သွန်တစ်လုံးကျက်သွန်အဖြူက3တက်ငရုတ်တီကျက်မှုနဲ့ကိုကြိုက်တဲ့အရာသာထည့်ပြီးနေပြီးချောင်းဆိုးရင်ကျဖြစ်တဲ့သူတွေညအိတ်မပြောတဲ့သူတွေအာယုံကြောအားနေတဲ့သူတွေကိုခံအားစနစ်ကိုကောင်းမွန်စေပါတယ်အသေးစီဖုံးတဲ့သူတွေအတွက်အစာလက်ဆေးလက်အစာဆိုတဲ့အတိုင်းကျွန်တော်မိတ်ဆွေတို့အိမ်မှာမကြီးရွက်အနုမရှိခဲ့ဘူးဆိုရင်ကမွန်းချင်ရွက်သွေးရင်းကိုလက်စတရောဓာတ်ကိုရှော့ချပေးနိုင်တယ်သွေးတွေကမကောင်းတဲ့အဆီဓာတ်တွေကိုရှော့ချပေးတာကြောင့်ကမွန်းရွက်ကိုစီမပါပဲဟင်းကြိုချက်တောက်တာအခြေဟင်းချက်တောက်တာမျိုးတွေကျွန်တော်မရှိပုံမှန်လေးလုပ်ပြီးအသေးစီဖုံးတဲ့သူတွေနဲ့ခန္ဓာကိုယ်အဆီများတဲ့သူတွေအမြန်ဆုံးတိတာလာပါလိမ့်မယ်နာတာရှိလက်ကောင်ယောဂဖြစ်နေတဲ့သူတွေအမြင့်ပြတ်ချင်တဲ့ဆိုရင်ဂျူးစပင်အချောက်လေးကိုပုံမှန်လေးပြုတ်တော့ပြီပါပြုတ်တော့တဲ့ပုံစံလေးကတော့လက်တဆုပ်စာကိုရေတလီတာထဲမှာထည့်ပြုတ်ပြီး15မိနစ်လောက်ပြုတ်လို့ရတဲ့အရေးလေးကိုမနေ့တစ်ခွက်ညနေတစ်ခွက်ပုံမှန်လေးတောက်ပြီးမယ်ပြီးတဲ့ခါကျရင်အဲ့ဒီပြုတ်တာအယိုး6ကိုနောက်ထပ်3-4ခါလောက်ထပ်ပြီးပြုတ်တော့လို့ရပါသေးတယ်